ကောင်လေးကသူမဆုံးသွား၍ရီးစားဟောင်းနေပြန်ကောင်းလာတာတောင်ဂယုမဆိုင်တော့ပဲချက်ချင်းပဲရီးစားဟောင်းကိုငါမင်းကိုမချစ်ဘူးအဲကြောင့်ငါ့ကိုလာမရှုပ်ပါနဲ့ဆိုပြီးတက်တာစွာပြောပြီးမောင်းထုတ်လိုက်တယ်အဲချိန်မှာရီးစားဟောင်းကကောင်လေးကသူမဆုံးသွား၍စိတ်မကောင်းဖြစ်၍ရှောက်ပြောတာထင်ပြီးကောင်လေးကိုမင်းငါ့ကိုလက်ထက်ယူသည့်အထိစောင့်နေမယ်ဆိုပြီးပြော၍ပြန်ထွက်သွားလိုက်ပါတယ်ဆရာဝန်ကတော့သူ့ကောင်းမလေးလှလှနိုးလာမှာကိုစောင့်နေတဲ့အဲချိန်မှာလှလှကနိုးလာ၍ဆရာဝန်ကဘသူဖြစ်ကြောင်းမသိတော့၍ဆရာဝန်ကလှလှကိုမင်းကငါရဲ့ကောင်းမလေးပါပြီးတော့မင်းမေ့လဲနေတာ3နှစ်ရှိပြီအခုမှမင်းနဲ့ကိုက်ညီတဲ့နှလုံးကိုရှာတွေ့၍အစားထိုးနိုင်ခဲ့တာပါဆိုပြီးပြန်ပြောပြလိုက်ပါတယ်ကောင်လေးကတော့သူမရဲ့နှလုံးအစားထိုးပေးခဲ့တဲ့လူကနိုးလာပြီးဆိုတာကြားရ၍အဝေးကနေတွားကြည့်နေတဲ့အဲချိန်မှာလှလှကကောင်လေးကိုတွေ့လိုက်လို့မင်းကဘယ်သူလဲဆိုပြီးမေးနေတဲ့ချိန်ဆရာဝန်ကရောက်ရှိလာပြီးကောင်လေးကိုခေါ်သွားလိုက်၍ကောင်လေးကိုရှိနေတော့ကတံပိုးမထားပြီးအခုမှနောင်လာရပြီးလာရှာမနေတော့နဲ့ဆိုပြီးပြောကြွေးပစ်လိုက်တယ်ဒါပေမဲ့ကောင်လေးကအခုမှသူမကိုဆုံးရှုံးလိုက်ရလို့နောက်နာတွေရပြီးသူမနဲ့တူတဲ့လှလှကိုသူမများဖြစ်မလားဆိုပြီးတစ်ချိန်လုံးနောက်ကနေလိုက်နေတယ်အဲချိန်မှာလှလှကကောင်လေးသူနောက်တစ်ချိန်လုံးလိုက်နေတာကိုတွေ့၍အံ့ဩပြီးဘာဖြစ်လို့ငါနောက်လိုက်နေတာလဲဆိုပြီးမေးလိုက်တော့ကောင်လေးကလှလှကိုမင်းကိုနှလုံးနုပေးတဲ့လူကငါရဲ့မိန်းမပါဆိုပြီးပြောလိုက်တော့လှလှကအရင်ကကောင်လေးနဲ့ဖြစ်ပျက်ခဲ့တာကတွေကိုပြန်တတိယလာလို့နှလုံးအယမ်းအော်လာ၍ဆရာဝန်ကလှလှကိုအခန်းပြန်သွားပို့လိုက်တယ်အဲချိန်မှာကောင်လေးကဆရာဝန်ကလှလှကိုနှစ်ဖူးမှအနမ်းပေးတာတွေ့ရတော့မပြောတတ်တယ်လို့ခံစားနေတယ်ပြီးတော့ဆရာဝန်ကထွက်လာပြီးကောင်လေးကိုလှလှကိုထပ်မနှောက်ရှင်ဖို့ပြောတော့ကောင်လေးကလှလှကသူမနဲ့အယမ်းတူတယ်သူမများလားဆိုပြီးပြောမလို့လို့တော့ဆရာဝန်ကကောင်လေးကိုသူမမဟုတ်ဘူးသူမကဆုံးသွားပြီးဆိုပြီးပြန်ပြောပြလိုက်မှာကောင်လေးလေးဟုတ်တယ်နော်သူမကဆုံးသွားပြီးကိုဆိုပြီးပြန်ပြော၍လူနဲ့စိတ်နဲ့မကတ်တယ်လို့ပြန်ထွက်သွားလိုက်တယ်ဒါပေမဲ့ကောင်လေးကသူမဆုံးသွားတာကိုမတင်ကားဖြစ်၍သူမရဲ့စိတ်မတန်းကိုပြန်စစ်ကြည့်ခိုင်းတဲ့ချိန်သူမကဦးနောက်ကင်စားရတာမဟုတ်ပဲယုံတိုင်းမှုကြောင့်ခေါင်းပဲထိခိုက်ယုံတက်ပါဒါပေမဲ့ဆရာဝန်ကသူ့ကောင်မလေးကိုကယ်ချင်၍သူမရဲ့ယုံကြည်မှုကိုအလွဲသုံးစားခဲ့တာဆိုတာသိရလိုက်၍ကောင်လေးကဆရာဝန်ကိုတွားရှာပြီးထိုးကျိန်လိုက်တဲ့အဲကြောင့်ဆရာဝန်ကလူထက်တဲ့အမှုနဲ့ထောင်ချသွားပါတယ်ပြီးတော့လှလှကကောင်လေးကိုဆရာဝန်ကိုလွတ်ပေးဖို့တောင်းဆိုရင်လေကောင်လေးကလှလှကိုငါမိမကိုထက်ခဲ့တဲ့သူကိုခွင့်မလွတ်ပေးနိုင်ဘူးဆိုပြီးပြော၍ဆရာဝန်ကလှလှကိုကယ်ဖို့အတွက်သူမရဲ့နှလုံးသုံးခဲ့တာကိုပြန်တတိယ၍လှလှစီကနေသူမရဲ့နှလုံးကိုပြန်ထုတ်ယူဖို့ခိုင်းလိုက်တယ်ဒါပေမဲ့နောက်